အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာတော့ဒီအခုချိန်မှာ MMM Global ကအောင်မြင်လာတာနဲ့အမျှဒီ MMM Global အကောင့်လိုချင်တဲ့เนาะဒီ hacker တွေเนาะအများကြီးပဲဒီ MMM Global ထဲမှာရောက်နေတယ်သူတို့ကဘယ်လိုမျိုးရောက်တယ်လဲဆိုလို့ရှိရင် moderator တွေအနေနဲ့ရောက်တယ်เนาะအဲ့တော့ moderator တွေအနေနဲ့သူတို့ရှောက်တယ်ရောက်တယ်အဲ့တော့သူတို့ moderator ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတဲ့အခါကျတော့သူတို့ကကျွန်တော်တို့ test တွေမှန်နေလဲ reject လုပ်တယ်เนาะကျွန်တော် test တွေမှန်နေစနဲ့ reject လုပ်ခံရဆိုတာဒီ moderator အတုတွေရောက်နေလို့ပေါ့နော် okay အဲ့ moderator အတုတွေကကျွန်တော်တို့ reject လုပ်ပြီးတော့ဘာပို့တယ်လဲဆိုလို့ရှိရင်သူတို့ရဲ့ phishing link တွေပို့တယ်เนาะ hack လုပ်ထားတဲ့ link တွေเนาะအထက်မှာ trojan တွေပါမယ် malware တွေ spyware တွေအများကြီးပါတယ် link အကယ်၍ကိုကအဲ့ဒါကိုမသိဘဲနဲ့အဲ့ link ကိုဖွင့်လိုက်မိရဆိုလို့ရှိရင်သူတို့ရဲ့ထောင်ချောက်ထဲဝင်သွားပြီးတော့ကျွန်တော်တို့ရိုက်သမျှ password တွေစာတွေကသူတို့စီကိုရောက်သွားမယ်ရောက်သွားပြီးသူတို့လည်းကိုယ့်အကောင့်တွေကို hack လုပ်လို့ရပါတယ်ပေါ့နော်အားကြောင့်မလို့တလောက moderator တွေကိုတေချာပြန်စီစစ်တယ်နော် reject တွေအလုပ်ခံရပြန်စီစစ်တယ်အလုံးမလုပ်တဲ့ moderator တွေဖြုတ်ချပစ်တယ်ကျွန်တော်ဆိုရင်လည်း moderator ရသူတာရထားတယ်ကျွန်တော်အလုံးမလုပ်ဘူးအဲ့တော့ကျွန်တော်လည်းဖြုတ်ချခံရတယ် okay အဲ့လိုမျိုး moderator တွေဖြုတ်ချခံရပြီးတော့နောက်ဆက်တွဲဘာဆက်ဖြစ်လာလဲဆိုတော့ China အကောင့်တွေပေါ့အဓိကကတော့တခိုးတွေက China ပဲပေါ့နော် China အကောင့်တွေအဲ့တော့သူတို့ဘာဆက်လုပ်ရှာလဲဆိုတဲ့အခါကျတော့အကောင့်တုတွေအများကြီးနဲ့နော်အကောင့်တုတွေအများကြီးနဲ့ကျွန်တော်တို့စီကငွေ request လာလုပ်တယ်နော်ဥပမာကျွန်တော်တို့ငွေထုတ်ရင်တော်တော်များများကြုံခဲ့မှာပါနော်17လပိုင်းအတွင်းမှာပဲနော်ငွေထုတ်တယ်ငွေထုတ်ပေမဲ့ဒီလူကမပေးဘူးမပေးတော့နောက်တစ်ယောက်ပြီးတစ်ယောက်ချိန်သွားတယ်ပေါ့နော်တကယ်မပေးဘဲနဲ့ကိုယ်လာပြီးတော့ fake slip နော်ကိုငွေပို့ပြီးပါပြီဆိုပြီးတော့ကို confirm လုပ်ပြီးတော့ confirm အမှန်ကြီးတဝက်လုပ်ပြီးတော့ face list တွေပို့တာနော်အဲ့ဒါကိုတော်တော်များများကြုံနေရတယ်အဲ့လို face list တွေပို့သူတို့ကတော့ငွေပို့ပြီးဆိုရင်ပို့တယ်တကယ်တမ်းတော့ဒီကောင်တွေကမပို့ဘူးအကယ်ကိုဘက်ကသာရောင်ရမ်းပြီး confirm လုပ်မိလိုက်လို့ရှိရင်သူတို့ကနေထိုင်ရင်အဲ့ပတ်စံကိုသူတို့ချောင်ရသွားမယ်အဲ့လိုချောင်ရမလားဆိုတဲ့စိတ်နဲ့သူတို့လာပြီးတော့ကျွန်တော်တို့ face list တွေလာပြတယ်အဲ့လိုမျိုးလာပြီးတော့လောက်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးအကယ်များနော်ကိုငွေထုတ်တယ်နော် get head လုပ်တယ်ငွေထုတ်တယ်အစိမ်းလုံးတစ်ဝက်ပေါ်တယ်ဒါပေမဲ့ဟိုဘက်ကလူကလည်းသူငွေပို့လိုက်ပါဆိုကိုစလစ်ပို့ပေးတယ်သို့တော့သူပို့တဲ့စလစ်ဟုတ်ပြီသို့တော့ကိုယ့်ရဲ့ Coinbase wallet ထဲကိုသွားကြည့် Coinbase wallet ထဲမှာငွေအမှန်တကယ်ရောက်မှသူ့ကိုပြန်ပြီး confirm လုပ်ပေးငွေမရောက်သေးရင်လုံးဝ confirm လုပ်တယ်အဲ့အစိမ်းတစ်ဝက်သာထားတာအဲ့အစိမ်းတစ်ဝက်ကကြာရင်ဘာဖြစ်သွားမလဲဆိုတဲ့အခါကျရင်အဝါရောင်အလုံးလေးပြောင်းသွားလိမ့်မယ်နော်အဝါရောင်လုံးလေးပြောင်းသွားမယ်အဲ့လိုအဝါရောင်လုံးလေးမပြောင်းခင်ဘာလုပ်ရမလဲဆိုတော့နော်ဒီမှာ message box ရှိတယ်ဒီ message box တွေကိုနှိပ်ပြီးတော့နော်ဒီ message box တွေကိုနှိပ်ပြီးတော့ငွေမရောက်သေးဘူးငါ့ကိုငွေပို့ပါနော်ငါ့ကိုငွေပို့ပါငွေမပို့ရင်မင်း admin နဲ့တိုင်မယ်ဆိုပြီးတော့အဆောင်ဘယ်နှဆောင်ပို့မလဲအဆောင်90 TT ပို့ပေးလိုက်နော် message အဆောင်90 TT ပို့နော်ကျွန်တော်ပြောတဲ့အတိုင်းလုပ်ပါ message အဆောင်90 TT ပို့ပေးလိုက်အဲ့ဒါမှဒီကောင်ကဘာမှ reply မပြန်လာဘူးသို့မဟုတ် reply ပြန်လာလဲဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေရတယ်ဘာမှမပြောနဲ့နော်အချိန်တန်လို့ရှိလို့ရှိရင်ဒီအစိမ်းရောင်တစ်ဝက်ကအဝါရောင်အလုံးလေးပြောင်းသွားလိမ့်မယ်အဲ့ဒီခါကျရင်ဒီတေးကိုနှိပ်ပြီးရင်အောက်ကဒီအောက်မှာခလုတ်လေးရှိရဲနော်ဟို I have not received fan လားမသိဘူးအဝါရောင်ခလုတ်လေးနဲ့အစိမ်းရောင်ခလုတ်လေးအပေါ်အစိမ်းရောင်တော့ confirm ပေါ့အောက်ကအဝါရောင်ခလုတ်လေးရှိအဝါရောင်ခလုတ်လေးကိုနှိပ်ပြီးတော့ထားလိုက်တော့နောက်တစ်နာရီနေအိုက်ကောင်ဒီညမှာကြက်ရှိကအနီရောင်ကြက်ရှိက automatic ပေါ်လာပြီးတော့ကိုယ်ငွေပေးမဲ့နောက်တစ်ယောက်နဲ့ဒီ MMM Global automatic ကိုချိတ်ဆက်ပြီးမှာဒါငွေထုတ်ရင်ကြုံရတဲ့ပြဿနာနဲ့ဖြည့်ရှင်းနည်းလေးကိုဒါကျွန်တော်ပြောပြတာဟုတ်ပြီနော်နောက်တစ်ခုဒီတလောနော်ဒီ12လပိုင်းအတွင်းမှာကျွန်တော်ကြုံခဲ့ရတယ်ကျွန်တော်မှန်ပါတယ်အရန်သမျောဖို့ကောင်းတယ်သူတို့အရန်ကိုပေါ်စားတယ်နော်ဘာလဲဆိုတော့သူတို့ဒီအကိုတယောက်ဆိုရင်ဒီနေရာမှာငွေ200ဒေါ်လာ200 provide help လုပ်တယ် deposit လုပ်တယ်နော်အဲ့တော့ဒေါ်လာ200 deposit လုပ်လဲလုပ်တော့ MM Global ကလာတောင်းတဲ့အခါကျတော့190တကြောင်လာတောင်းတယ်နော်20တကြောင်လာတောင်းတယ်10တကြောင်လာတောင်းတယ်3ကြားလာတောင်းတယ်အမှန်မှာဆိုလို့ရှိရင်200ဘာလို့200 3ချောင်းခွဲပြီးလာတောင်းလဲ200တင်ထားရစနဲ့3ချောင်းခွဲပြီးလာတောင်းလဲဆိုလို့ရှိရင်ဒီလို200ကိုလိုပဲနော်ဟို get help လုပ်ထားရလို့မရှိလို့
get လောက်ထားလို့200လောက်ထားလို့မရှိလို့180လောက်ထားလူရယ်20လောက်ထားလူ10လောက်ထားလူရယ်ချိတ်ပေးလိုက်တာနော်အတာ system automatic လုပ်ပေးလိုက်တာချိတ်ဆက်ပေးလိုက်တာနော်အဲ့လိုချိတ်ဆက်ပေးလိုက်တာနဲ့တပြန်နဲ့180ပြထားရင်180အတိလွှဲပြီးရင် challenge ပို့ confirm လုပ်အောက်က20သမားကိုလည်း20လွှဲအောက်က10သမားကိုလည်း10လွှဲ confirm လုပ်နော်အဲ့ဆိုလို့ရှိရင်ပြီးပြီအဲ့ဒါကိုအဲ့ဒီကိုကနော်180လည်းမလွှဲရသေးဘူး10လည်းမလွှဲရသေးဘူးနဲ့လည်း20သမားကိုရောင်ရမ်းပြီး200သွားလွှဲပလိုက်တယ်နော်အဲ့ဒီမှာသူ့ရဲ့ငွေဆုံးရှုံးမှုဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကြိုပြီးပြောထားမယ်နော်ကို provide help လုပ်တဲ့ခါမှာဒီမှာ50 request လုပ်တယ်50 request လုပ်ရင်50လာတောင်းချင်မှတောင်းလိုက်မယ်ကိုလိုမျိုး50 get help လုပ်ထားတဲ့လူနဲ့တွေ့ရင်တော့ဒဲတဲ့ချင်းပေးတွေးလိုက်မယ်မလုပ်ထားတဲ့သူနဲ့တွေ့လို့ရှိရင်တော့နော်ဒီ30တကြောင်20တကြောင်တောင်းရင်တောင်းမယ်နော်40တကြောင်10တကြောင်တောင်းရင်တောင်းမယ်သူကြိုက်တဲ့လိုပုံစံနဲ့သူတောင်းလိုက်မယ်အဲ့တော့သူဒီမှာ130ပြထားရင်130အတိအကျလွှဲပါ10ပြထားရင်10အတိအကျလွှဲပါနော်ပို့ပြီးတော့လွှဲတာမျိုးမှားပြီးလွှဲတာမျိုးလုံးဝမလုပ်ပါနဲ့ MMM Global မှာကျွန်တော်တို့ငကိုလည်းပြောပြီးသားမင်းရဲ့ငွေနဲ့ပတ်သက်ပြီးငါတို့မှာအာမခံချက်မရှိဘူးဒါကြောင့် spare money ကိုပဲသုံးဟောဒီမှာ1တခါလေးပေးပြီးသားအဲ့တော့ကျွန်တော်တို့ဘက်ကနေပြီးတော့စေးဆက်သေးကြဖို့လိုအပ်တယ်နော်စေးဆက်သေးကြလို့ရှိရင်ဘာအမှားမှဖြစ်နိုင်ကြမရှိဘူးနောက်တစ်ခုကျွန်တော်မကြိုက်တာတစ်ခုပေါ့ဗျာကျွန်တော်ပြောမယ်တချို့တွေကဒီ referral bonus ကိုတော်တော်မှတ်မောကြလားမသိဘူးဗျာကျွန်တော်အဲ့ချက်ကိုတော့ကျွန်တော်မကြိုက်ဘူးဒါအားလုံးကလည်းကိုယ့်ရဲ့ညီကိုမောင်နှမတွေပဲသူတို့တစ်ခုခုဖြစ်လို့ရှိရင်ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်လို့ကျွန်တော်တို့လည်းအလုပ်ပိုရှုပ်တယ်ဘာလဲဆိုရင်စီကံမလိုက်နာဘူးမာတီပဲအကောင့်နဲ့လုပ်တယ် referral ကိုမှတ်မောလို့ referral commission ကိုမှတ်မောလို့မာတီပဲအကောင့်နဲ့လုပ်တယ်ကွန်ပျူတာတစ်လုံးမှာနော်အကောင့်2ကောင့်လုပ်တဲ့လူနဲ့နော်ဟိုမျိုးစုံပါပဲနော်သူတို့ရဲ့ referral commission အကိုအဲ့လိုမျိုးလုပ်တဲ့အခါကျတော့ဘာဖြစ်လဲအကောင့် block ခံရတယ်တခါလေ MMM Global ကပြောပြီးသားစီးမင်းကနော် one account one IP နော် one computer နော် one internet နော်ဒီအကောင့်တစ်ကောင့်ကိုကွန်ပျူတာနဲ့သုံးမယ်ဆိုရင်ကွန်ပျူတာအကောင့်တစ်ကောင့်ကွန်ပျူတာဒီတစ်လုံးထဲမှာပဲသုံးရမယ်ဘယ်အကောင့်မှသုံးမခံသလို internet line ဥပမာ Telenor ဆိုလဲဒီ Telenor line ကတ်နေပဲသုံးရမယ်ကျွန်တော်ဆိုလို့ရှိရင် internet line 3 line လောက်ရှိတယ်သို့တော့ MMM Global လောက်ဖို့အတွက် Telenor နဲ့ modem တက်တစ်ချောင်းကိုစောင့်ထားတယ်နော် MMM Global လောက်ချင်မှာအဲ့ modem နဲ့လောက်တယ်ပြီးသွားရင် modem ဖြုတ်ပြီးတော့တခြားလောက်ဆက်ရှိအောင် free အိမ်မှာအလကားရတဲ့ internet နဲ့ကျွန်တော်ထိုင်လုပ်နေတယ်အဲ့လိုလေးစနစ်တကျ management လုပ်ထားတယ်နော်အဲ့လိုမျိုး block ခံရင်ဆုံးရှုံးရမှာဘာတူလဲကိုရီပဲဆုံးရှုံးရမှာနော်ကျွန်တော်နဲ့ကဘာမှမဆိုင်ဘူးနော်ကိုရီပဲဆုံးရှုံးရမှာဘာဖြစ်လို့သူတို့စီကံမလိုက်နာဘူးအဲ့လိုစီကံမလိုက်နာပဲနဲ့ဖြစ်တဲ့လူတွေအတွက်တော့ကျွန်တော်လုံးဝဖြည့်ရှင်းမပေးနိုင်ဘူးကျွန်တော်စီမှာဘာတူပဲလာတင်ကျွန်တော်အရင်ဆုံးဘာတင်တယ်လဲနော် MMM Global ဆိုတာဘာလဲ ideology ရော MMM ဆိုတာဘာလဲ MMM ရဲ့စီမင်းစည်းကမ်းတွေကဘာလဲနော် MMM ကဘလို့အကျိုးခံစားဝင်ရှိတယ်လဲကျွန်တော်ဒါတွေပဲကျွန်တော်ခဏပြောနေတယ်နော်စီကမ်းတွေသိအောင်လုပ်နေဒါတွေကိုသူတို့တီကောင်းသိမယ်သို့မဟုတ်မဖြစ်တော့ပါဘူးကွာဆိုပြီးအရင်မဆိုင်တာလည်းဖြစ်မယ်နော်ဘလို့ပဲဖြစ်နေပါစေသူ့ရဲ့စီမင်းနဲ့ညီရဲ့အခါကျတော့ဘလို့လောက်ခိုင်းဆုံးရှုံးရမှာကိုပဲဒါကြောင့်မလို့နော်ဒီနှစ်ပဲ6ပြားရတဲ့ဒီ referral bonus အတွက်နဲ့အကောင့်ပိုးတွေမဖွင့်ကြပါနဲ့နော်မိမိအကောင့်တစ်ကောင့်သာသုံးပါတငယ်ချင်းကအတင်းလောက်ပါအောင်ကွာဖွင့်ခိုင်းလို့ကိုယ့်ရဲ့ဆက်မှာမဖွင့်ပါနဲ့ဘလော့ခိုင်းရင်ငွေဆုံးရှုံးမှုဖြစ်ရင်ကျွန်တော်လုံးဝတောင်းအောင်မယူနိုင်ဘူးကျွန်တော်တခါလဲကျွန်တော်ကြိုပြီးတော့ပြောထားပေးရစီမင်းစီကန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရအောင်တင်းထားမှာပဲဘသူပဲဝိုင်းပဲဖြစ်နေပါစေကျွန်တော်တင်းထားမှာဘာဖြစ်လို့တော့ကျွန်တော်ညီကိုမောင်နှမရေဆုံးရှုံးမှုဖြစ်တာကိုကျွန်တော်မလိုလားဘူးเนาะကျွန်တော်ကိုယ်တိုင်လည်းကွန်ပျူတာအများကြီးရှိပါတယ်ဘယ်တော့မှမာတီပဲအကောင့်မလုပ်ဘူးကျွန်တော်တစ်ကောင့်နဲ့ပဲကျွန်တော်သုံးတယ်โอเคပါเนาะအားလေးကျွန်တော်ပြောချင်တာเนาะဒီအချက်လေးကျွန်တော်ပြောချင်တာပါအဲ့တော့ခုကျွန်တော်စီကန်းချက်တွေเนาะ MMM Global မှာဖြစ်တတ်တာလေးကျွန်တော်ပြောပြပြီးပြီအော်နောက်တစ်ခုကြံသေးတယ်ခုဒီတော့12လပိုင်းမှာเนาะအသစ်ဖွင့်တဲ့အကောင့်တွေမှန်သမျှဘလော့အလုပ်ခံရတယ်เนาะဘလော့အလုပ်ခံရတယ်ဒါပြဿနာမဟုတ်ဘူးသူရဲ့ system error เนาะအဲ့လိုမျိုးဘလော့ဟိုဘာမှလည်းကိုအမှားမလုပ်မိပါပဲနဲ့ဘလော့လုပ်ခံလို့ရှိရင်ကျွန်တော်ကို email address လာပေး email address လေးလာပေးเนาะအဲ့ email address ကိုကျွန်တော်အထက်ကိုတင်ပေးမယ်เนาะအကောင့်ပြန်ဖွင့်ဖို့အချိန်ကတော့48နာရီလောက်တော့ကြာလိမ့်မယ်2ရက်ဒါမှမဟုတ်3ရက်လောက်တော့ကြာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူလည်းအထက်မှာအရန်လှုပ်ရှုပ်တယ်เนาะကျွန်တော်ရဲ့အထက်က manager တွေလည်းအရန်လှုပ်ရှုပ်တယ်เนาะသူတို့ CRO police တွေလည်းအရန်လှုပ်ရှုပ်တယ်အားကြောင့်မလို့နည်းနည်းလေးတော့ကြာမယ်ကျွန်တော်တို့ဘက်ကစိတ်ရှည်တီးခင်စောင့်တိုင်းမှုလုပ်မယ်
ကျွန်တော်ဟိုးအရှင်တော့အမှားစာတွေမှာကျွန်တော်အမှားစာတွေဟိုမှီရဲ့လူတွေသိတယ် MMM Global ဟာအစင်မြင့်တိစောက်ထားတဲ့ website မဟုတ်ဘူးရိုးရှင်းတဲ့ HTML နဲ့တိစောက်ထားတဲ့ website တစ်ခုဖြစ်တယ်เนาะအဲ့တော့ပြဿနာဘောင်းစုံနေ့တိုင်းမယိုးရအောင်ကိုလူတိုင်းကြုံတွေ့နေရမယ်ပြဿနာဘောင်းစုံနေ့တိုင်းဒါပေမဲ့ MMM Global တက်တန်းဒီ9နှစ်တာကာလရှိနေပြီယနေ့အချိန်ထိเนาะဘသူတူတယောက်ရဲ့ငွေကိုမှမထုတ်ပေးခဲ့ဘူးဆိုတာလုံးဝ MMM Global တမိုင်းမှာမရှိခဲ့ဘူးเนาะသို့တော့အဲ့လိုမရှိခဲ့တယ်လို့ MMM Global ဒီ9နှစ်တာကာလပတ်လုံး error မရှိတဲ့နေ့ဆိုတာတရမှမရှိဘူးဘာဖြစ်လို့တော့ဒီကျွန်တော်တို့ငွေသွင်းငွေထုတ်တွေက system ကို automatic เนาะ website တွေကို automatic အဆင့်မြင့်လို့မရဘူးရိုးရိုး manual သွားနေတဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့အားလုံးသတိထားပေးပါ MMM Global ကဘာနဲ့ညီလဲစိတ်ရှည်သီးခံဖို့လိုတယ်เนาะဒါပါပဲစိတ်ရှည်သီးခံနိုင်ရင်အောင်မြင်မှုရမယ်เนาะအဲ့တခု okay ခုကျွန်တော်ဒီနေ့ပြောမယ့်ဟာဘာလဲဆိုတော့ MMM Global account ကိုဘယ်လိုလုံခြုံအောင်လုပ်မလဲဆိုတော့အကြောင်းအရာပဲဖြစ်ပါတယ် MMM Global account ကိုကျွန်တော်2 step ခံလို့ရတယ်เนาะ2 step ခံလို့ရတယ် okay ကျွန်တော်ဘယ်လိုခံမလဲဆိုတော့ကျွန်တော်ကြည့်ပါမယ် account သွားလိုက်ပါ sorry my page ကိုသွားလိုက်ပါကျွန်တော်တို့ Google Authenticator နဲ့ကျွန်တော်တို့2 step ကျွန်တော်တို့ခံမယ်เนาะ2 step ကျွန်တော်တို့ခံပါမယ်ခင်ဗျအဲ့တော့ okay ဒီမှာ Raju တော့မှ 1k manager ဖြစ်သွားပြီကျွန်တော်100 manager စကားလေးဖြတ်ပြောလိုက်ပါအောင်မယ် 1k ဆိုတာကျွန်တော်တို့ member အယောက်900နဲ့900အထက်ကို 1k manager လို့ခေါ်ပါတယ်เนาะတော်တော်ဘောစီဖြစ်နေပြရေးစင်ဆိုရင်เนาะ100 manager ကျွန်တော်ကတော့ကျွန်တော်အောက်မှာခုမှ900ကျော်ပဲရှိပါသေးတယ်เนาะအကယ်ကျွန်တော်ဒီ950လောက်ကျော်ပြီဆိုရင်เนาะ 1k manager ကျွန်တော်ဖြစ်ပါပြီเนาะဒီလိုလေးကြည့်လို့ရပါတယ်ခု manager school တက်နေတဲ့သူတွေလည်းကျွန်တော်သိအားမရပါဘူးเนาะတော်တော်ရောက်20ကျော်23ရောက်ထဲမှာတော်တော်ကွဲနေတဲ့လူတွေအများကြီးပါပဲเนาะဆွဲမရှိတဲ့ညီကိုတွေလည်းအများကြီးပါပဲဒါကတော့ထားပါเนาะဆိုတော့ဆွဲရှိတဲ့ညီကိုကတော့အောင်မြင်သွားပါလိမ့်မယ်เนาะโอเคကျွန်တော်တို့ Google Authenticator 2 step ခံဖို့အတွက်အရင်ဆုံးဘယ်လိုလုပ်မလဲဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့ဖုန်းထဲမှာเนาะဒီမှာကျွန်တော်ဖုန်းထဲမှာပြကျွန်တော် Blue Step နဲ့ပြလိုက်တယ်ခဏလေးစောင့်ပေးပါเนาะခဏလေးစောင့်ပေးပါโอเคเนาะမိမိရဲ့ဖုန်းမှာဒီ Google Play ကနေပြီးတော့တော့ဘာပေါ်လာတယ်နားလေးဆောင်ပြီးပါကျွန်တော်ဖုန်းကနေမဟုတ်တော့နည်းနည်းအခက်အခဲဖြစ်တယ်ဗျလောကကန်က
မိမိရဲ့ဖုန်းမှာကျွန်တော်တို့ဒီ Google Authenticator ဆိုတဲ့ software လေးကိုเนาะ install လုပ်လိုက်ဒါကျွန်တော်တို့ကျွန်တော်ရဲ့ MMM Global account လုံခြုံရေးအတွက် 2 step ခံမဲ့ဒါ software လေးပေါ့เนาะ okay ကျွန်တော်တို့ဒီကောင်သုံးမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်အားသောင်းနှိပ်လိုက်ပြီးရင် create key เนาะ Google Authenticator okay ဒီကောင်လေးကိုเนาะဒါလေးကအရင်ရေးကြည့်တယ်เนาะဒီအဆင့်ကိုကျွန်တော်တို့က copy လေးကူးထားလိုက်ဒီ code လေးကိုနော်ဒီ code လေးကို copy လေးကူးထားလိုက် copy ကူးပြီးတော့တေးသေးချာချာလေးကိုယ့်အကိုတနေရာမှာတေးချာလေးတင်ထားလိုက်ဒီ code မိသွားရင်တော့ကိုယ့်ရဲ့ MMM Global account စုံးတာနဲ့အတူတူပဲနော် MMM Global account စုံးတာနဲ့အတူတူပါပဲအဲ့တော့ဒီကောင်လေးကိုနော်ဒါအရေးကြီးအနေနဲ့လေးတေးချာလေးမှတ်ထားလိုက်ပါနော်တနေရာမှာတေးချာလေးတင်ထားပြီးပါဒီ code ကို okay ပြီးလို့ရှိရင်ကျွန်တော်က close နှိပ်လိုက်ပါနော်ဒါဆိုရင် GA key ယူပြီးသွားပြီပြီးရင်အဲ့ GA key ကိုကျွန်တော်ကဘယ်မှာသွားထည့်မလဲဆိုလို့ရှိရင်ဒီမှာသွားထည့်မယ်နော် authenticator ကိုသွားပြီးလို့ရှိရင် beacon setter ကိုသွားနော်ပြီးလို့ရှိရင် enter provider key ကိုနှိပ်အကောင့်နဲ့ရတော့ထားပါတော့နော် MMM global ပေါ့နော်ရေလို့ပေးရလဲကြိုက်တဲ့နာမည်ပေးလိုက် enter key ခုန key လေးကိုယူနော်ထည့်ပေးလိုက် time paste ပြီးရင် add secret say okay ဒီမှာကြည့်အချိန်နဲ့အမျှဒီကုတ်ကလေးတွေပြောင်းနေတာတွေ့လိမ့်မယ် okay နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ account ကိုကျွန်တော်ပြပြမယ်အရေးရဲ့အကြောင်းရဲဆိုလို့ရှိရင်ကျွန်တော်မှာ backup system ဆိုတာထားရမယ် backup system ဆိုတာဘာလဲဆိုတော့ဒီ GA key create လုပ်ထားတဲ့ browser မှာဘယ်အချိန် login ဝင်တန်းဝင်လို့ရတယ်နော် okay ကျွန်တော် log out လုပ်ပြီး login ပြန်ဝင်ပြမယ် okay login ပြန်ဝင်မယ်okay login နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တန်းပြီးတော့ login ဝင်သွားမယ်ဒါ backup browser လို့ခေါ်တယ်ဟိုမှာ okay ကျွန်တော်တို့အမှန်ဒါ backup browser ဆိုတာကဒီက Chrome မှာကျွန်တော် GA key ကို create လုပ်ထားတယ်เนาะအရေးရဲ့အကြောင်းရဲ့ကျွန်တော်တို့ပြဿနာတစ်ခုကြုံလာလို့ရှိရင် GA key ကိုထားပါတော့ GA key မေ့သွားတာเนาะကိုယ့်ရဲ့ဖုန်းပျောက်သွားတာမျိုးလို့ဆိုရင်ဒီ key ကိုကျွန်တော်က delete လုပ်ဖို့လိုတယ်အဲ့တော့ဒီ backup browser နဲ့အလွယ်တကူ remove the key ကိုနှိပ်လိုက်တာ ਨੇ ဒီ GA key เนาะ two step verification ကပျောက်သွားလိမ့်မယ်เนาะအဲ့တော့ဒီအကောင့်ကိုကျွန်တော် backup account ထားလိုက်တယ်เนาะ backup account ဆိုတာကဘယ်ချိန်ဝင် GA key မတောင်းဘူးနောက်ပြီးတော့ remove the GA key တန်းလုပ်လို့ရတယ်เนาะကြိဖုန်းတွေပဲပျောက်သွားတာမျိုးဆိုလို့ရှိရင်ဒါ remove the GA key အလွယ်တကူဝင်လို့နှိပ်လို့ရအောင်လို့ပေါ့เนาะဒီ okay ကျွန်တော်အမှန်တကယ်သုံးမဲ့ browser ကကျွန်တော်ဘာသုံးမလဲဆိုတော့ကျွန်တော် Mozilla Firefox သုံးမယ် okay okay เนาะအရင်ဆုံးသုံးမယ်ဆိုရင်တော့ history clear လေးလုပ်လိုက်ပါเนาะ history အရင်ရှင်းလိုက်ပါ everything okay ကျွန်တော် log ဝင်မယ်3တိုင်းဝင်လိုက်ပြီgmail.com okay တွေ့လားဟောမှာ GA key တောင်းပြီအကယ်၍
တခိုးတစ်ကောင်ကကိုယ့်ရဲ့ပတ်စို့ရသွားခဲ့ပြီဆိုရင်တော့သူလောရင်ဝင်သူ့ရဲ့ဆက်မှာဂျီကီလာတောင်းလိုက်မယ်နော်ဂျီကီလာတောင်းလိုက်မယ်အဲ့တော့ okay yeah nice enter the GA code နော်ဟောမှာ code 441089 441089တော့ကဲဝင်သွားပြီဒါပဲကျွန်တော်ရဲ့အကောင့်ကိုလုံခြုံအောင် two step verification Google Authenticator နဲ့เนาะကျွန်တော်ကိုယ့်အကောင့်ကိုကျွန်တော်ကာဝယ်လိုက်တာเนาะအဲ့တော့တစ်ဖက်ကလူကပို့လာတဲ့ link ကိုเนาะ hacking link ကို click မိလို့ကိုယ့်ရဲ့ password တစ်ဖက်ကရသွားအောင်เนาะကျွန်တော်တို့ရဲ့ဒီအကောင့်ကိုသူအလွယ်တကူလာ hack လို့သူလုံးဝမရတော့ဘူးเนาะဒီကောင်တော့အခုန GK တောင်းတယ်ဒါပေမဲ့ကျွန်တော်ပြောပြီးသားเนาะကျွန်တော် Chrome ကိုကျွန်တော် backup browser လုပ်ထားတယ် Chrome ကိုကျွန်တော်မသုံးတော့ဘူးဒီတိုင်းပဲ login ဝင်ပြီးဒီတိုင်းပဲပိတ်ထားလိုက်တော့မှာအကယ်၍ဖုန်းပြောက်သွားခဲ့သည်ရှိတော့အကြောင်းတစ်ခုအကြောင်းဒီ GK ပြတ်သွားခဲ့သည်ရှိတော့ဒီ Chrome နဲ့ဝင်ပြီးတော့ remove the key ကိုအလွယ်တကူနှိပ်လိုက်တာနဲ့ဒီ GK ကပြတ်သွားမယ် okay ဒီ GK ဒီเนาะဒီ site မှာ login ဝင်ုံနဲ့မကဘူးကျွန်တော်တို့ငွေထုတ်တဲ့အခါကြာလို့ရှိရင်လဲ get up လုပ်တဲ့အခါကြာလို့ရှိရင်လဲ GK လာမေးသေးတယ်เนาะနှစ်ဆင့်ခံမေးထားတာ site ကိုအဝင်တစ်ခါ login ဝင်တစ်ခါ GK မေးတယ်ငွေထုတ်တဲ့တစ်ခါကျရင် GK ထပ်မေးတယ်เนาะ security နှစ်ဆင့်ခံထားတယ်ကျွန်တော်အကောင့်ကျွန်တော်အဲ့လိုခံထားတယ်ညီကိုမောင်မရဲ့အကုန်လုံးလဲကိုယ့်ရဲ့အကောင့်လုံခြုံရေးအတွက်အဲ့လိုဒီလိုလေးခံထားကြပါโอเคเนาะဒါပါပဲကျွန်တော်ဒါဒီနေ့ကလုံခြုံရေးအပိုင်းနေဖြစ်တတ်တဲ့အပိုင်းနေစီးမျက်စိကန်းနေကျွန်တော်အထူးသတိပေးခြင်းလို့အမှားစာငါးကိုကျွန်တော်လုပ်တယ်နောက်တစ်ခုကျွန်တော်အထူးသတိပေးအောင်မယ်ကျွန်တော်တို့เนาะဒီကောင်လောလုပ်လိုက်မယ်အခုတလောเนาะပေါ်လာမကြသေးဘူးเนาะဒီမှာကျွန်တော် login ဝင် MMM office M နှခုံး M เนาะ office နှခုံး M 3လုံး office.com အဲ့ဒါကိုเนาะတခိုးတွေကเนาะ M နှခုံး M တခုံး M MOFFIC office.com ဆိုပြီးတော့အတုလုပ်ထားတယ်เนาะတခုံးကြည့်စိုင်းเนาะဒီမှာကြည့်ဒီကမြင်စိုင်းနဲ့เนาะအဲ့ကောင်ကစိုင်းအတူကစိုင်းတွေ့လားเนาะ login เนาะ carry new password ဘာညာဘာမှမပါဘူးဒီအတူမှာเนาะ recover carry new password ဒါအတူကြီးပါเนาะ M နှခုံး M တခုံး M ဟိုက်တခုံး M အတူကြီးပါအဲ့ဒါကိုရောင်ရမ်းပြီးတော့เนาะဒီလိုသာတွားရိုက်မိရဆိုရင်တော့เนาะကိုယ့်ရဲ့အကောင့်ကမာတကီရသွားမယ်เนาะဟုတ်တယ်မဒီထဲမှာကျွန်တော် email ထည့်ပြီးလုပ်လိုက်မယ်ဆိုရင်သူကမူလ website ကိုတော့ပြန်ရောက်သွားတယ်မူလ origin နဲ့เนาะ mmglobal.org ကိုပြန်ရောက်သွားတယ်เนาะကျွန်တော်ပြမယ်ပတ်တော့ရိုက်ချင်တာရိုက်ထည့်လိုက်စိုင်းနှိပ်လိုက်အားဆိုလို့ရှိရင်ကျွန်တော်ရှိရဒီ MMM office ဆိုတဲ့ site ကိုဒီကောင် redirect ပြန်ညွှန်ထားတာเนาะဒီကောင်စိုင်းနှိပ်လိုက်တဲ့အချိန်မှာပဲเนาะကျွန်တော်တို့ရဲ့ဒီမှာရိုက်ထည့်လိုက်တဲ့ password ကသူတို့ရှိမှာ test file နဲ့ကို list automatic ရောက်သွားပြီเนาะ list automatic သူရောက်သွားပြီ sorry လိုင်းကျသွားတယ်เนาะ okay အဲ့တော့သတိထားပါ MNN office เนาะအဲ့တော့ M 3လုံး N နဲ့အလင်းမှာတစ်ခုံး N နဲ့ကိုသတိထားပါကဲပါဒါပါပဲအားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေเนาะကျွန်တော်တခုလေးတော့ကျွန်တော်တခါလေးကြိုပြောထားပါမယ်ကျွန်တော်တနေ့ကိုလူပေါင်းရာကျော်ပါတယ်အခုဆိုရင်မှတဖြည်းဖြည်းများလာရင်များလာသလိုဖြေရတဲ့မေကွန်တွေတော့လုပ်ပေးရတဲ့အလုပ်တွေလည်းအရန်ကိုများလာပါတယ်ကျွန်တော်ကိုယ်ပိုင်အလုပ်တွေနဲ့အဲကြောင့်မို့ကျွန်တော်စီကိုဘယ်သူပဲမေကွန်မေးကျွန်တော်မေကွန်ကိုလိုတူရှင်းဖြေပါတယ်เนาะအဲ့လိုဖြေတဲ့အတွက်ဟိုညီကိုမောင်နှမရဲ့စိတ်ထဲမှာတမျိုးမထင်စေချင်ပါဘူးစကားပြောရင်းနဲ့မထင်စေချင်ပါဘူးကျွန်တော်မှတယောက်ချင်းကိုတေချာဖြည့်နေကျွန်တော်မှအချိန်မရှိတဲ့အတွက်လိုတိုရှင်းဖြည့်ပါမယ်เนาะအားကြောင့်အားလေးတစ်ခုအသိပေးထားပါမယ်နောက်တစ်ခုကเนาะကျွန်တော်တို့စီမှာ group ရှိတယ် group 1 group 2ဆိုပြီးတော့တယောက်နဲ့တယောက် discussion လုပ်နိုင်တဲ့ group ရှိတယ်လိုအပ်ရင်အကူအညီတောင်းနိုင်မဲ့ group ရှိတယ်အဲ့ group ထဲမှာเนาะအခိုင်းပြီးတော့အဲ့ group ထဲမှာညီကိုမောင်နှမတွေရှိတယ်เนาะဖြည့်ပေးမဲ့လူအများကြီးရှိတယ်မေးလို့ရပါတယ်เนาะတီးရဲ့လူကဝင်ဖြည့်ပေးမယ်အကယ်၍ညီကိုမောင်နှမရဲ့လည်းတီးခဲ့ဆိုရင်လည်းတယောက်နဲ့တယောက်ဖြည့်ပေးပါလောလောဆယ် group ထဲမှာเนาะကိုရဲမှန်ဦးတို့ဒေါက်တာချမ်းမြေဦးတို့เนาะတခြားညီကိုတွေเนาะချစ်ကိုတို့ကောင်းမျိုးဦးတို့အဲ့လိုမျိုးညီကိုတွေပဲဖြည့်နေရတွေ့ပါတယ်เนาะကျွန်တဲ့လူတွေကတီးရစမ်းနဲ့เนาะတီးပါတယ်เนาะအဲ့လိုမျိုးနည်းငယ်နှုတ်ဆက်နေရမျိုးတော့ကျွန်တော်မဖြစ်စေချင်ဘူးညဘာဖြစ်လို့လဲဆိုတော့သူလည်းမှန်ပါကိုလည်းမှန်ပါပဲလေကိုတီးတလောက်ကိုကူညီရတာတယောက်နဲ့တယောက်ကူညီနေတာပဲเนาะအဲ့တော့ကိုကြုံရင်ကြုံတယ်လို့လေးတော့ကျွန်တော်ဝင်ဖြည့်ပေးဖို့เนาะအထူးမေတ္တာရက်ခံချင်ပါတယ်ကိုကကိုလုံနေရမှာမဟုတ်ဘဲနဲ့
ပြီးတော့နောက်တစ်ခုက marketing နော်ကျွန်တော်တို့ဒီကောင်လိုက်ပြီးတော့ဒီ MM Global လိုက်ပြီးတော့ဒါလေးလုပ်ကြည့်ပါလားဘာလုပ်ကြည့်ပါလားဘယ်သူမှလိုက်ပြီးဆွဲနေကြမလို့ဘူးနော်ကျွန်တော် wall မှာတွေ့မှာပါဘယ်သူပဲတင်တင်ကျွန်တော် share ပေးတယ်စိတ်ရှိလက်ရှိနဲ့ share တယ်အဲ့လို share တဲ့အတွက်ကြောင့်မလို့ကျွန်တော်တွေကလူတွေကကျွန်တော်ခေါ်စရာမလိုဘဲနဲ့ကိုကျွန်တော် message ပေါက်မှာအလိုလိုနေရင်လာပြီးတော့မေးကြတယ်ဒါသူတို့တကယ်စိတ်ဝင်စားလို့လာမေးကြတယ်နော်အဲ့လိုလာမေးရင်တော့တခြားလေးတင်ပေးပါနော်ဒီ MM ဆိုတာဘာလဲ ideology ရော MM ဆိုတာဘာလဲ rule ကဘာတွေလဲเนาะ significant တွေဘာတွေလဲဘယ်လိုအကျိုးခံစား권ရှိလဲတေချာလေးသင်ပြီးမှ MM global ကိုဘယ်လိုလုပ်ကြရလဲဆိုတာကိုတေချာလေးသင်ပါเนาะလိုအပ်တဲ့အခက်အခဲရှိလို့ရှိရင်လည်းကျွန်တော်ကိုပြောပါအားလုံးပဲ MM global မှာအဆင်ပြေအောင်မြင်ကြပါစေဗျာ